အားလုံးပဲမင်္ဂလာပါဒီကံရမန်အောင်ခဲဆို channel ကျွန်တော်ပြန်လည်ကြိုဆိုလိုက်ပါတယ်မတွေ့တာလည်းကြားပြီကျွန်တော်ဗီဒီယိုတွေလည်းမလုပ်ဖြစ်ဘူးနှစ်ပတ်လောက်တော့ရှိပြီနေတူတယ်ကျွန်တော်ဒီကြားထဲမှာအလုပ်များနေလို့စီးပွားရေးအသစ်လေးတစ်ခုကြီးလည်းကျွန်တော်စနေလို့ကျွန်တော်ဒီကြားထဲမှာပြောင်းနေရပါအဲ့အတွက်ကျွန်တော်အားလုံးနားလည်းပြင်မယ်လို့ကျွန်တော်ယူဆပါတယ်အဲ့တော့ဒီကနေ့မှာကျွန်တော်ပြပေးသွားမယ့်ဗီဒီယိုလေးတစ်ခုကဘာလဲဆိုတော့ကျွန်တော်ဒီတစ်ပင်ပင်စီတွေပေါ့နော်။ကျွန်တော်ဒီတစ်ပင်ဖြတ်ပိုင်းတွေကိုထင်းလုံးမဲ့စားထင်းတဲ့ပိုကောင်းတဲ့ຢာတစ်ခုလုပ်လို့ရမယ်နီလန်တစ်ခုကျွန်တော်မျှပြမှာဖြစ်ပါတယ်။အားလုံးကျွန်တော်နဲ့တူလိုက်ကြည့်ကြရအောင်ပါ။ Let's go ။ဒါလေးတွေကမိုးရင်းတော့ဒီကျွန်တော်လေပြင်းမုန်တိုင်းကြားလို့ဆိုမှလဲထားတဲ့တစ်ပင်ကဖြတ်ပိုင်းလေးတွေပါ။နှစ်ပိုင်းတော့ပဲလိုပါတယ်။ဒါလေးတွေကိုပြန်ပြီးတော့မှပြင်ဆင်ဖို့အတွက်လက်အိတ်တူဆောက်ပြီးတော့ဒီကျွန်တော် glider လို့ခေါ်တဲ့ဖြတ်ဆက်တွေလိုပါတယ်။လောဆယ်တော့ကျွန်တော်စောက်နဲ့တူနဲ့အရင်ဆုံးသူ့ရဲ့အခန်းကဏ္ဍနဲ့ကျွန်တော်စသုံးပါမယ်။ဒါတော့ပင်စီမှာပါလာသူ့ရဲ့ဒီအကိုင်း6တခုပေါ့နော်ကျွတ်ထွက်မယ်ထင်ပြီးကျွန်တော်ရိုက်ထုနဲ့မကျွတ်ပါဘူးအဲ့တော့အရင်ဆုံးကျွန်တော်သူ့ရဲ့ဒီအခောက်တွေစခွာပါတယ်ကျွန်တော်ဒီတက်ပိုင်းနဲ့တိတ်ပြီးအကျွမ်းတဝင်မရှိတာဖြစ်တဲ့အတွက်ကိုယ့်ကို save side ယူတဲ့အနေနဲ့ကျွန်တော်လက်အိတ်တွေသုံးပါတယ်အကယ်လို့များတူထူးခဲ့တာမျိုးတိရှာခဲ့တာမျိုးဆိုလို့ရှိရင်ကာကွယ်နိုင်အောင်ပါဒါတော့ဒီကျွန်တော်ပထမဆုံးတော့ကိုစပြီးတော့မှအခောက်ခွာနေဖြစ်ပါတယ်ဒါတော့ဒုတိယမြောက်တုံးပါဒီတုံးလေးရှေ့တုံးလေးတူပဲကျွန်တော်အခောက်ခွာမှာဖြစ်ပါတယ်ဒါတော့အခောက်ခွာပြီးရဲ့ပုံဖြစ်ပါတယ်အခောက်ခွာပြီးဆိုတော့ဒီမှာကျွန်တော်ဒါဒီတစ်ကိုအချောတက်ဖို့အတွက်ဒီကော်ဘက်စားတဲ့စက်နဲ့လိုက်ပြီးတော့မလိုက်စားတာဖြစ်ပါတယ်ဒီရဲ့ဆက်ကတော့အတွေ့အကြုံမရှိဘူးဆိုရင်လုံးဝမကင်တင်တဲ့ဆက်ပါဘာကြောင့်လဲဆိုတော့သူ့ရဲ့ရုံအားလည်းပြင်းတယ်လို့ကျွန်တော်ဖေတဲ့ဒီရဲ့ဆက်ကြောင့်မလို့သူဒူးထိပြီးတော့မှကျွန်တော်ဒီအချက်20လောက်ချုပ်ခဲ့ရဘူးပါတယ်မကင်ပါနဲ့အကျွမ်းနဲ့ဝင်မရှိမကင်ပါနဲ့ကင်ချင်တယ်ဆိုလို့ရှိရင်သူ့ရဲ့ဘေးမှာလက်ကင်ပါတဲ့ဟာလေးတွေဝယ်တက်ပြီးတော့မကင်ပါကျွန်တော်တော့ဒါနည်းနည်းကင်နေကြဖြစ်လို့ဒါတိတ်ပြီးတော့မှအကြောက်လည်းမရှိပဲကင်တာပေါ့နော်ဒါပေမဲ့ကျွန်တော်လေးလက်ပါတယ်ရှေ့တုံးပြီးပြီဆိုတာဒါဒုတိယမြောက်တုံးပါကျွမ်းမြောက်တုံးလည်းရှေ့တုံးလေးတူပဲကျွန်တော်လိုက်ပြီးတော့မှကော်ဗတ်လိုက်ဆောင်ဖြစ်ပါတယ်ကဲဒါဆိုတော့နှစ်တုံးစလုံးပြီးသွားပြီနော်အဲ့တော့ကျွန်တော်ဘာဒီဆက်လုပ်လဲဘာဒီဆက်ဖြစ်လဲဗီဒီယိုအစိုးရကြည့်လိုက်ကြအောင်ပါ